အိမ်ကအများကြီးရှုံးတယ်ကျမရှုံးပြီနှစ်ယောက်ရှုံးသွားပြီပေါ့အခုဒီနေ့လည်းအများကြီးရှုံးနေတဲ့သွားကုန်ပြီကျမရှုံးတယ်ကျမအဲ့ကြောင့်မျက်ရည်ကျနေရတယ်တဲ့ကျမမှတစ်ချိန်လုံးငိုနေရတယ်ဆိုအဲ့ကိုကျမလှန်သွားတယ်ဘာဖြစ်လို့ तू ကမျက်ရည်ကျရတာလဲဘာဖြစ်လို့လဲလို့မေးတဲ့ခါကျတော့အဲ့အမရရည်လက်ချင်တင်တဲ့3ရက်စလုံးတက်တယ်အဲ့မှာပြစ်တောင်းနဲ့ငါတို့ဖခင်ငါတို့ဖုန်းကြီးကငါတို့ဘာလို့တရားကောင်းမဲ့တုံတင်ရတာလဲဒီဖခင်ကမမှန်ဘူးတဲ့ဒါအဲ့လို तू ကရှောက်ပြန်ပြီးတော့ငါမချေပါနဲ့မှုအဖိုးကြီးကပြောပြတယ်သမီးမဟုတ်ဘူးဒီဖခင်တဇူးပဲငါတို့ကောင်းကင်ဘုံပို့နိုင်တာသူ့ကိုယုံကြည်လက်ခံတဲ့လူတွေကရင်းနှီးချင်းခံရတယ်သူ့ရဲ့တက်တဲ့အဖြစ်နေရင်းနှီးချင်းခံရတယ်မဟုတ်ဘူးတဲ့ဦးလေးတို့ဒီလိုစိတ်ကိုမထားလို့ကျမမှာဦးလေးတို့စိတ်ကိုဦးလေးတို့ဆုံးဖြတ်ချက်ကြောင့်ကျမမှာငိုနေရတယ်အဲ့ဒီချိန်မှာကျမမေးတော့ तू ကရင်းနှီးချင်းခံတဲ့နေရာကြည့်ကျင်တယ်ဘာလို့ရင်းနှီးချင်းခံရတာလဲဆိုသူ့ကိုပြောပြတယ်တဲ့ပြောပြတယ် तू ကလည်းမခံဘူးအဲ့မှာလူတွေကဘေးတိုင်းမှာတချင်းဆိုကြတယ်လေတော့ပါဆိုလဲတာယာလေးအပြင်းများကိုစိတ်ကြောတော်လေးတခင်ယေရှုမဟာဂျေဇုချီးမွမ်းကြကုန်အသက်သက်ဆုံးစွာအဲ့မှာဆရာကလည်းဖခင်တော်မတ်ဆိုတဲ့တေချာမြင်နေချင်းခံတဲ့အဲ့ဒါမြင်တဲ့ချိန်မှာတချင်းတွေဆိုပြီးတော့လူတွေဝမ်းမြောက်နေတဲ့ချိန်မှာတော့အဲ့ဒါမြေကြီးကြပြီးတော့ပြောတာထွက်တာဒါကြီးကြောင့်ငါငိုနေရတာတဲ့မင်းတို့ဒီလိုတွေလုပ်နေကြောင်းငါငိုနေရတာအဲ့မှာကျမအရင်လန့်သွားတယ်ကျမအသက်တာမှာရောဖခင်တချင်းကိုဆိုတဲ့အခါမှာဖြစ်တယ်လို့ဆိုသလားစာသားတွေတေချာမစင်သားပဲလေနော်ကျမတို့ဖခင်ကြောင့်တက်လိုက်တယ်နော်ဟောဆိုလိုက်တာပဲဒါပေမဲ့စာတန်းလည်းမကြိုက်ဘူးလေဒါတွေကြောင့်ငါမှငိုနေရတယ်တဲ့နင်တို့ဒီလိုဟန်ဆောင်နေတဲ့ဆိုစာတန်းကျမတို့ကိုလေပေါ့လေးစဉ်းစားလို့ရအောင်ကျမတို့လုပ်နေတာဖြစ်တယ်အဲ့လေမှာဆရာတယောက်ကကျမတက်တယ်ခံတယ်ကျမတို့တက်တယ်ခံတယ်တစအရင်တော့ကတဲ့သူကဘုရားဘာသာဖြစ်တော့ခရိယာတွေကိုရန်ကုန်တယ်ဒါပေမဲ့ဘာဖြစ်လို့လဲသူကခရိယာဒီဝတ်ပြုတဲ့နေရာကိုင်းမှာဘောလို့မရဘူးတဲ့ဘယ်လို့ကိုမရဘူးတဲ့ကျွန်တော်မှတခုခုခတ်ဘိုင်းလာလို့လားအမသိတခုခုပြန်ပြီးထွက်နေရတယ်စာတန်းကလေကျမတို့အာယုံနေနောက်အောင်လုပ်နေတယ်ဘုရားလေးစာသားတွေကတကယ်နှလုံးသားနဲ့ခံယူမယ်နှုတ်ကပတ်တော်နှလုံးသားနဲ့ခံယူတယ်ဆိုအဲ့ဒီဟာကအရန်ထိရောက်တာဖြစ်တယ်နော်နှုတ်ကပတ်တော်ကလည်းတန်တဲ့တကာတို့ထက်တန်ချက်ပြက်ပြီးတော့ကျွန်တော်တို့ရှိသမျှအားတွေကိုဖယ်ရှားပေးတဲ့အရာဒီနှုတ်ကပတ်တော်ဖြစ်တယ်ဒီနှုတ်ကပတ်တော်ဒီစာသားတွေကိုအာယုံမထားအောင်မဆူဆိုင်နိုင်အောင် तू ကစာရန်လှုပ်ဆောင်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်ဘာပဲဆိုဘာပဲလုပ်တကယ်နှလုံးသားနဲ့လုပ်ရအောင်ကျွန်တော်သေချာလုပ်ရအောင်စာရန်ကတော့သူ့ရဲ့လူတွေကိုဖျားရအောင်မလဲခိုးဖို့တက်ဖို့ဖြစ်စီဘူးလားအာယုံနောက်အောင်လုပ်မယ်ဘုရားကိုလည်းမတင်မထားပဲနဲ့ကိုတတိထားတာမျိုးဘာဖြစ်ကွာကျန်းစာဖတ်ပြီးတော့ဟာနေ့အတန်ရန်ကောင်းတာပဲတချင်းဆိုလို့နေ့အတန်ရန်ကောင်းတာပဲတီးလို့နေ့အတန်နေ့တီးတာအရန်ကောင်းတာပဲဆိုတာမျိုးတဲ့ခင်ဗျားတီးတာအပြင်ကတကယ်ပဲခွန်အားရတယ်ဒီမှာလေးတချင်းဆိုတာအပြင်တကယ်ပဲဖခင်ရဲ့နှုတ်ကပတ်တော်အိတ်ထဲမှာပြင်းနေဖခင်ရဲ့သူပါရှိခြင်းကိုပြင်းနေဆိုတာဖြစ်ဖို့ပေါ့နော်ကျမတို့တကယ်ဘာပဲလုပ်နှုတ်ကပတ်တော်လုပ်တဲ့အခါမှာစဉ်းစားပြီးတော့ဆင်ခြင်ပြီးတော့ကျွန်တော်ဝတ်ပြုရအောင်ဆိုစာဟိုလေးတရားခုမြောက်သောစာလံ